Gon chipeta na sa una shimya a gon be min klaba spot and mo chane ga ne chu so bare ku chino den se me aksar ding ga ro di ne manet ma shimya ga sa ke de ka ba ga shung thwai 30 sin 30 na tin na sin person boy phit de Brazil tin ne Japan tin de boy sin ma Brazil tin ka Japan tin ko na go to go su de ga ne anan yu pi ka ba ga nau that de sin phit de se chok tin shung thwai a sin do Brazil tin teရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဂျပန်အသင်းဟာဒီပွဲမှာရှုံးတော်ရဲ့ဂုဏ်ယူထိုက်သည့်ဆာမူရိုင်းများပဲဖြစ်ပါတယ်။ဘရာဇီးကိုဒူထောက်လို့နီးပါတုံလို့စိတ်ခဲ့တဲ့ဂျပန်တို့ရဲ့စစ်ဒတ်ဂျပန်တို့ရဲ့ကဘာပကတိုက်ပွဲဟာယနေ့ညကဘာပက30နာတီအစစ်ရှုံးထွက်ပွဲစဉ်တွေဂျပန်အသင်းတွေရှုံးနေခဲ့ရတော့လေကကောင်းတို့ခင်းချင်းလာခဲ့တဲ့ကစားကွက်ဗျူဟာမှာအခုတရားကောင်းမွန်လွန်းခဲ့ပါတယ်အစောပိုင်းကတည်းကဘရာဇီးတို့၏အင်မြန်ကဒီတိုက်စစ်ကိုနေရာလွန်မပြေးပဲချစ်ဂိတ်စွာပိတ်ဆို့ထားခဲ့တယ်ကိုပွဲစဉ်29မိနစ်တွေတန်ပြန်တိုက်စစ်ကနေတစင်အခွင့်အရေးကိုအမိအယသုံးချကဥဆောင်ကိုတွင်းယူနိုင်ခဲ့ပါတယ်ဂျပန်တို့၏စနစ်ကြကသည့်ခန်းစစ်တိုင်းကြောင်းကဘာထိတ်တိပါစီအတင်းတီကကိုပေါလုံးဝပျောက်ဆုံးခဲ့ရပြီးပထမပိုင်းကိုကုမ်စီပီဂျပန်တို့ကအတာစီပီအောင်မင်ထင်းထားနိုင်ခဲ့ပါတယ်ပထမပိုင်းမှာဂျပန်တင်းကပါစီအတင်းကိုကုမ်စီဆိုတဲ့ကနေဥဆောင်နိုင်ခဲ့ပါတယ်ဒုတိယပိုင်းတွင်ဘရာဇီးအသင်းတီဂျပန်တို့၏အောက်ခြေခန်းစစ်ကိုမပေါက်နိုင်တဲ့အဆုံးအောက်ကနေကန်မရအောင်ပစ်ထားရင်အပေါ်ကနေတွင်းမယ်ဆိုတဲ့ကစားကွက်ဗျူဟာပြောင်းလဲလာခဲ့ပါတယ်အဆိုပါဖြတ်တင်ဘောမြောက်ပေးချက်ကနေတစခတ်စမဲရိုကအဂုန်ကပါတဲ့ခေါင်းတိုက်တွင်းယူပြီးခြေပတ်ကိုရရှိတော့ခဲ့ပါတယ်ဒါပေမဲ့ဂျပန်အသင်းတီစစ်ဒတ်ချမတော်ပဲဘရာဇီးတို့၏တရားစထိုးဖောက်ကတိုက်စစ်လိုင်းလုံးများကိုကိုရမအဆိုင်ယွန်ဆူဆူကီပင်တော့ခံလူတွေကပါကိုလိုင်းပေါ်ထိစင်ပီကိုတဲ့ဝင်းပန်တဲ့ကိုမျိုးအစွမ်းကိုပစ်ဆိုကာကွယ်တွားခဲ့ကြတာတကယ်ကိုလေးစားစရာကောင်းကြပါတယ်ပွဲပြင်းမှာတော့နကိုတကိုစတဲ့ကနဲ့ဂျပန်ပိတ်တန်များမဲရဆက်ဖိခဲ့ရတော့လေတပွဲလုံးအစွမ်းကုန်ပေးစခဲ့တဲ့ဂျပန်တင်တမ်းများအတွက်မတ်တရကတုံတုံပြန်ပြန်ရခုတ်တီကွန်ပျူပေးခဲ့ကြပါတယ်ဒီပွဲမှာနာကျင်အချိန်ပိုမှာဂျပန်အသင်းတို့အသေးကွဲခဲ့ရပါတယ်နိုင်ဆက်တန်တွေမှာတုံလို့ခဲ့ရတဲ့ညတညဘရာဇီးတို့ရဲ့နောက်ဆုံးမိနစ်အောင်ပွဲပဲဖြစ်ပါတယ်ဒီပွဲမှာဘလုံပွဲရဲ့အလားပါဆုံးပွဲဖြစ်ခဲ့ပါတယ်2026ရဲ့2026ကဘာပရာမှာအလားပါဆုံးပွဲဖြစ်ပါတယ်အချိန်ပိုလို့ဖြစ်နေအချိန်ပိုလို့နီးပါအချိန်ပိုကန်ဖို့လို့နီးပါအချိန်ပိုလို့နေတဲ့နောက်ဆုံးမိနစ်မှာပွဲအဖြစ်ကိုပြောင်းလဲသွားစေခဲ့တဲ့ပါစီတို့ရဲ့အတွင်းကိုကတော့တကဘာလုံးကိုတုံလို့သွားစေခဲ့ပါတယ်အချိန်ပိုမှာအစနေရဆာဒမာတင်နယ်လီကပါစီအတွက်နောက်စစ်တက်စီမဲကိုတွင်းယူပေးခဲ့ပါတယ်ဒီအောင်ပွဲနဲ့အတူပါစီတင်ဟာ16တင်အဆင့်ကိုအောင်မြင်စွာတက်လန်းနိုင်ခဲ့ပါပြီဒါပေမဲ့ဒီပွဲရဲ့တရားကောင်းတွေကိုပြောရမယ်ဆိုရင်တော့ဂျပန်တင်းကိုချန်ထားလို့မရပါဘူးဂျပန်တို့ရဲ့ခရီးကန်ဟာဒီတရားမှာရတတ်တော့ခဲ့ပေမဲ့သူတို့ပြသခဲ့တဲ့စီလုံးမှုမလျှော့တော့ရွှဲနဲ့ဆမ်မူရိုင်းတို့ရဲ့စစ်တပ်ဟာပိတ်တပ်တွေရဲ့နေကုန်းသားကိုဆွဲကြံရစ်ခဲ့မှတေချပါပဲရလိုက်ထက်ကျော်လွန်တဲ့ကုန်တက်ခါကိုသူတို့ပိုင်ဆိုင်ခဲ့ပါတယ်ကဘာဖလာမြန်ရှင်ကဘာဖလာချမီယန်ငါကျင်းရရှိထားတဲ့ဘရာဇီးတို့အသင်းဟာဂျပန်အသင်းကိုအနိုင်ရပြီးနောက်တစ်စစ်တက်နိုင်ခဲ့ပါပြီဂျပန်အသင်းအတွက်တော့ဒီကိုအဆင့်မှာဘရာဇီးကိုအသင်းမျိုးနဲ့တွေ့ခဲ့ရတာတကယ်ကိုမျိုးစရာကောင်းပါတယ်ကျွန်တော်တင်ဆက်ပေးတဲ့အားကစားသတင်းနဲ့ဘလုံသတင်းများကို channel တက်ခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe နဲ့အပိတော့ပါအောင်လို့ကျွန်တော်မဲ့တာရခံချင်ပါတယ်အမများပိုင်ကကျွန်တော်ကိုခွင့်ကိုနားလည်ပေးကြပါလို့ပြောချင်ပါတယ် support and more channel ကိုကြည့်စုတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမချမ်းသာကြပါစေ